ကျွန်တော်သေးလိုက်ခံရတဲ့အကြောင်းပြောပြပါမယ်ပြီးခဲ့တဲ့စနေနေ့တုန်းကကျွန်တော်ဇွဲကွင်ကိုမနက်စော်ရီသွားတက်မယ်ဆိုပြီးတော့အင်ရရင်ပြီးတော့9:20ဆိုင်ငယ်မောင်းထွက်ပါတယ်ကျွန်တော်ကဖန်ကိုင်းဝင်းနားမှာနေရဆိုတော့ကျွန်တော်ဇွဲကွင်စီသွားဖို့ဆိုလို့ရှိရင်မြို့ရှောင်းလန်းသွားပါမယ်မြို့ရှောင်းလန်းတော့ရောက်တော့ကျွန်တော်9နာရီခွဲနေပါပြီမြို့ရှောင်းလန်းရဲ့တစ်ဖက်ကိုတောင်တက်တော့ဒီတောင်ထိပ်နားမရောက်ခင်အဲဂုံးတက်ထိပ်မရောက်ခင်မှာကင်ဦးလေးတယောက်ကဒီလမ်းလျှောက်နေရပေါ့လေလမ်းလျှောက်နေရဆိုတော့ကျွန်တော်လည်းဆိုင်ကယ်ကိုအောင်မီးထွန်းပြီးပဲမောင်းလာဆိုတော့အရှိမလူတွေများရှိလို့ရှိရင်အနေဖြစ်လိမ့်မယ်ဆိုပြီးတော့ကျွန်တော်ပိုတီးအောင်လို့ဆိုပြီးတော့ကျွန်တော်အရှိမီးနဲ့ထွန်းဖို့လုပ်တယ်ပေါ့အရှိမီးမထွန်းခင်မှာကျွန်တော်ဟိုဘက်ကအစင်းထိပ်ကိုကြည့်လိုက်တဲ့အခါမှာအရှိမဲနှစ်ခုကအဲလမ်းဘေးနားမှာရက်နေတာပေါ့ဟိုမှာလည်းလူတွေရှိရဆိုပြီးတော့ကျွန်တော်ဆိုင်ကယ်အပေါ်မီးပြောင်းထွန်းလိုက်တော့အဲအရှိမဲနှစ်ခုကတောင်ကြားတဲ့ဖြတ်ခနဲ့ပြေးဝင်သွားဗျာဖြတ်ခနဲ့ပြေးဝင်သွားလူကနည်းနည်းလန့်တော့လန့်သွားလူကနည်းနည်းလန့်တော့ဒါကငါမနက် sorry ထလာတာကြောင့်ငါမျက်လုံးမှားတာပေါ့လေပြရလို့ရှိရင်အဲ့မှာလေအမှောင်ဖြစ်တယ်ဆိုတော့မျက်လုံးမှားဆိုပြီးတော့ကျွန်တော်ထင်တာပေါ့လေထင်တော့ကျွန်တော်အဲ့ပြီးတော့ထားလိုက်တော့တရားမဲပေါ့စိတ်ထဲဘာမှမတွေးတော့နဲ့မကောင်းတာမတွေးတော့နဲ့ကိုလမ်းထပ်သွားအောင်မယ်ဆိုပြီးတော့ကျွန်တော်အဲ့ဇွဲဝင်ထိရောက်အောင်သွားလိုက်တယ်ပေါ့ဇွဲဝင်ထိရောက်သွားတယ်ပေါ့ဗျာဇွဲဝင်ထိရောက်သွားတော့ကျွန်တော်ဆိုင်ရည်ဒီပဲအပ်တယ်ဆိုင်ရည်အပ်တော့အဲ့အကြောင်းတစ်ချက်နှစ်ချက်တွေးပြီးတော့ကြက်သိန်းနေပါပြီးတော့ထားတယ်ဒါပေမဲ့ငါဘာမှတော့ဖြစ်တော့ပါဘူးလို့ဘာမှဖြစ်တော့ပါအဲ့မှာကျွန်တော်တောင်တက်ဖို့ဆိုပြီးတော့ဒီလုံမီတွေကိုဖြတ်သွားရပေါ့လုံမီတွေကိုဖြတ်သွားတော့ကျွန်တော်ရဲ့အရှိမရောတောင်တက်နေလူတယောက်မှမရှိကျွန်တော်ရဲ့အနောက်မှာရောတောင်စားတက်မဲ့လူတယောက်မှမရှိပြောမယ်ဆိုလို့ရှိရင်အဲ့နေရထူးဆန်းဆန်းမိုးအုံနေဗျာပြောလို့ရှိရင်ထူးဆန်းဆန်းဒီရက်ပိုင်းမှာလုံးဝလည်းမိုးမအုပ်တလို့တိမ်လည်းမထူပါဘူးပြီးတော့မိုးဝါးလည်းတစ်ခါမှမကြဘူးအဲ့မနက်မှာထူးဆန်းဆန်းမိုးဝါးလေးလည်းကြတယ်လို့တိမ်ရလည်းတော်တော်လေးအုံနေတဲ့အတွက်ထူနေတဲ့အတွက်ပေါ့လေအဲ့တောင်တစ်ခုလုံးရောလမ်းတစ်ခုလုံးမှောင်မဲနေရဗျာလုံးဝရောင်နေဥတော့တော့မထွက်တော့ဘူးဗျာအဲ့မဲ့ကျွန်တော်လည်းတက်မယ်ဆိုတော့နည်းနည်း9မိနစ်လောက်စောင့်လိုက်သေးတယ်နည်းနည်းစိတ်ကအရှိမမြင်ခဲ့ရဥစ္စာကြောင့်နည်းနည်းကြောက်စိတ်ရှိနေတော့ဘာမှတော့မဖြစ်ဘူးပေါ့ဗျာဒါပေမဲ့အဲ့ကျွန်တော်တက်ဖို့ဆိုပြီးလှုပ်တော့အဲ့မှာတောင်စားတက်မယ်ဆိုတော့မိုးကဝင်တဲ့ခါမှာအဲ့တောင်ပေါ်မှာခွေးလေးတစ်ကောင်ပေါ့လှေကားပေါ်မှာခွေးလေးတစ်ကောင်ကျွန်တော်တွေ့တာထိုးဟောင်ပါဗျာโอเคကျွန်တော်တွေ့ရတဲ့ထိုးဟောင်ခွေးကကျွန်တော်တွေ့ရတဲ့ထိုးဟောင်ကျွန်တော်လဲကြောက်လန့်နေနည်းနည်းတော့ကြောက်လန့်သွားပြီဗျာကြောက်လန့်တော့မဖြစ်ပါဘူးနည်းနည်းကြောက်လန့်ပြီးတော့ပြီးတော့သူကတောတဲ့ကိုပြေးဝင်သွားဗျာလှေကားအစင်တောတဲ့ပြေးဝင်သွားအဲ့ပြီးတော့နည်းနည်းတော့စိုးရိမ်သွားဗျာပုံမှန်ဆိုလို့ရှိရင်ဇွဲခွင်တက်ဖူးရဲ့လူဆိုသိမှာဇွဲခွင်တောင်ပေါ်ဘယ်ခွေးရမှာတောင်တက်လာလူမဟောင်းဗျာသူကသူနေနေတာရှောင်နေတာပဲရှိတာဗျာသိလားဆွမ်းနာကြောင်ပြောတော့ဘယ်ခွေးလေးရမှာမဟောင်းဗျာဆိုရှင်လူလာလို့ရှင်သူတို့နေနေတာပဲထူးဆန်းဆန်းအဲ့ခွေးလေးကဟောင်းတော့ငါပထမဆုံးတယောက်တည်းလေးဖြစ်တယ်ဆိုတော့နည်းလန့်ဝေါနေမှာဆိုကျွန်တော်တောင်ဆက်တက်တယ်ပထမရေကန်ရောက်တဲ့အခါမှာအဲ့မှာခွေးလေးတစ်ကောင်ထက်ရှိပြန်ခွေးလေးတစ်ကောင်လည်းအဲ့လိုမျိုးပဲကျွန်တော်တွေ့ပြီးတော့တစ်ချက်ဟောင်းတယ်ပြီးတော့ကျွန်တော်သွားတယ်သူကနောက်ဆုတ်ပြီးတော့ကျွန်တော်တစ်ခါဟောင်းပြီးတော့သူဟိုးပေါ်ပြေးတက်သွားဟာလူနည်းနည်းဟိုနေဖြစ်ပြီးလို့သွားပြီပေါ့လေတခုပဲဆိုပြီးတော့ကျွန်တော်နည်းနည်းကြောက်စိတ်ပေါ်လာတော့တောင်းဆဆတက်နေတဲ့အခါမှာကျွန်တော်နည်းနည်းဟိုက်ပြီးမောနေတဲ့ချိန်ကြောင့်ကျွန်တော်နည်းနည်းထပ်တက်လိုက်မယ်ပေါ့ငါစိတ်ကရမ်းထင်နေတာပေါ့ဆိုပြီးတော့ကျွန်တော်ထပ်တက်တယ်အဲ့မှာပြီးခဲ့တဲ့အပတ်ကကျွန်တော်မုတ်3ခါတောင်မှကျွေးခဲ့တဲ့ခွေးမလေးပေါ့အမွှေးကျွတ်နေခွေးလေးကျွန်တော်တွေ့တော့ဗျာချက်ချင်းဟောင်းပြီးတော့တစ်ချက်နှစ်ချက်ဟောင်းပြီးလို့ရှိရင်ကျွန်တော်အရှိတလန်း2လန်းဆုပ်လာသူကအပေါ်လေးနည်းနည်းပြေးတက်လိုက်အဲ့လိုမျိုးကျွန်တော်နည်းနည်းဟောင်းနေအပေါ်ပြေးတက်တာလေ4ခါလောက်ကိုလှုပ်လိုက်တာဗျာ4ခါလောက်ကိုလှုပ်လိုက်တယ်အဲ့ချိန်မှာကျွန်တော်တီးလိုက်တာကျွန်တော်ကတခုပါလာပြီပဲကျွန်တော်ခေါင်းထဲကိုရောက်လိုက်တာကပထမဆုံးပြောဦးတဲ့အချိန်နှစ်ခုပဲအဲ့မှာဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်လက်တွေတုံလာပြီလောကတကူလုံးမှတုံလာပြီဗျဒူးတွေကစခုမှစတတ်တော့မောနေဆိုလုံးဝအသက်ရှူပဲကြက်တော့မလားပေါ့လေတဲ့မှာတကယ်လဲအသက်ရှူတွေကတော်တော်လေးကိုမြန်ရှူနေရပါဘေးပတ်ဝန်းကျင်အကုန်လုံးမှာကျွန်တော်တက်လာတောင်းက15မိနစ်လောက်ရှိပြီအောက်မှာလဲတယောက်မှစမတက်လာသေးနိုင်ကြီးတော့6နာရီထိုးဖြစ်နေအပေါ်လှမ်းကြည့်တော့လဲအပေါ်မှာတယောက်မှမရှိဘူးအပေါ်မှာဟိုဈေးဆိုင်လေးရဲ့မီးအောင်လေးပဲတွေ့ကျွန်တော်အဲ့အတွက်ကျွန်တော်ရမ်းကြောက်နေအဲ့မျိုးကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင်ငါဆက်တက်မယ်ဆိုလို့ရှိရင်ငါမဖြစ်နိုင်တော့ငါမတက်ရတော့ဆိုကျွန်တော်ပြန်ဆင်းဖို့လုပ်တယ်ဒါပေမဲ့
အဲ့နေ့ကကျွန်တော်ဖျားပန်းကတ်မယ်ဆိုတော့ဒိတ်ထန်နဲ့ဖျားပန်းသွားပြီးတော့ကတ်လူဖို့အတွက်ဖျားပန်းယူသွားဆိုကျွန်တော်ပြန်ဆင်းလို့လည်းမရအဲ့မဲ့ကျွန်တော်ငါရအောင်တက်မယ်ငါရအောင်တက်မယ်ဒါပေမဲ့အဲ့လိုတွေးရင်ခြေထောက်တွေလုံးဝမရွေ့လာနောက်ဆုံးမလုပ်လဲဆိုတော့ကျွန်တော်ရတဲ့ဖျားစာတွေကားရတယ်အကုန်လုံးရွတ်ဖတ်ပြီးတော့ဒေါ်ဆောင်နဲ့တောင်းဆောင်နဲ့ဒေါ်ဆောင်အကုန်လုံးကျွန်တော်မြစ်တာပိုးတာပြီးတော့မှကျွန်တော်စိတ်ကနည်းနည်းလေးပေါ့သွားပြီးရလို့ရှိရင်စောနာကလည်း၄ခါလောက်ကိုဟောင်လိုက်အပေါ်တက်သွားလဲဟောင်လိုက်ပေါ်တော့ဖြစ်နေတဲ့ခွေးမာလေးကကျွန်တော်နာကိုကတ်လာအဲ့မှာကျွန်တော် TikTok မှာတင်ထားတယ်အဲ့ခွေးမာလေးကိုမုတ်ကျွေးနေတဲ့ဗီဒီယိုဆိုတာကအဲ့ခွေးမာလေးကျွန်တော်အဲ့လိုမျိုးကြောက်လန့်နဲ့ဟောင်ပြီးတော့မှကျွန်တော်နာကိုသူကတ်လာကျွန်တော်အဲ့လိုမျိုးတော့အကုန်လုံးမြစ်တာပို့ပြီးတော့မှဗျာအကုန်လုံးမြစ်တာပို့ကိုလည်းပြန်ပြီးတော့အဲ့လိုမျိုးစိတ်ကိုလည်းပြန်ထိန်းပြီးတော့လက်တွေတုံနေရဆပြောင်းတော့အကုန်လုံး9မိနစ်10မိနစ်လောက်ကြာလိုက်တယ်လုံးဝတကယ်ဖြစ်သွားဗျာတိတာကြီးပြောင်းလဲသွားဗျာခွေးလေးတွေကဗျာတခါမှမဟောင်ပြရလို့ရှိရင်လေပို့ပြီးတိတာနောက်ဆုံးအဲ့မုတ်ကျွေးလိုက်တဲ့ခွေးမလေးဆိုလို့ရှိရင်ဇက်တိုက်ဟောင်နေကြရပြီးတော့အဲ့လိုမြစ်တာကြီးပို့လိုက်တဲ့ခါမှာလုံးဝမဟောင်တော့ချက်ချင်းကိုကတ်လာဒါကျွန်တော်ရဲ့ပြောမယ်ဆိုလို့ရှိရင်ဒါဇွဲဝင်တက်တဲ့၄កောင်းမြောက်ပေါ့လေဒီဖန်ရောက်နေ2လအတွင်းမှာ၄កောင်းမြောက်တက်တဲ့ခါမှာဒါလုံးဝပထမဆုံး experience ပဲအဲ့လားလေးကိုမျှဝေပေးတာပါခင်ဗျာမျှဝေပေးတာပါ